မင်္ဂလာပါဒီဗီဒီယိုမှာတော့ programming စရေးဖို့ကန်လီလေးနဲ့မှာ default ပါတဲ့ server အကြောင်းတစ်ချက်လေ့လာကြည့်ကြမယ်ဆိုတော့ကျွန်တော်တို့ကန်လီလေးနဲ့ကိုတစ်ချက်သွားမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကန်လီလေးနဲ့မှာ default ပါတဲ့ Apache 2.1 server ကိုတစ်ချက်ခေါ်ကြည့်မယ်သူ့ကိုခေါ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Firefox တစ်ချက်သွားမယ်ပြီးလို့ရှိရင်တော့ new tab ခေါ်မယ်ဒီနောက်လေးမှာ local host လို့တစ်ချက်ရေးလိုက်မယ် Okay ကျွန်တော်တို့ Apache 2.1 server ကပိတ်နေတယ်သူ့ကိုဖွင့်ကြည့်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ကျွန်တော်တို့ regulate ထောက်မယ် open terminal here ဖွင့်မယ်ပြီးလို့ရှိရင်တော့ sudo su နဲ့ root user ပြောမယ် password ရမယ် Okay root user ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ Apache 2.1 server ကို run မယ်ဆိုလို့ရှိရင် service Apache 2 start လုပ်ရေးပေးရမယ်သူကိုပိတ်ချတယ်ဆိုလို့ရှိရင် service Apache 2 start လုပ်ရေးရမယ်သူက run နေလားမ run ဘူးလားသိချင်တော့ service Apache 2 state ကိုတစ်ချက်ရေးပေးရမယ်ဆိုတော့ကျွန်တော်တို့အခုလက်ရှိ server ပိတ်နေတယ်ဆိုတော့ကျွန်တော်တို့တစ်ချက်ဖွင့်လိုက်မယ်Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Apache 2 server ရပွေးလားမပွေးလားဆိုတော့ကျွန်တော်တို့ reflect တစ်ချက်ပေးကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Go new tab ခေါ်မယ်ပြီးလို့ရှိရင် local host လို့တစ်ချက်ရေးလိုက်မယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Apache 2 server ပွေးနေतो से जे solution di mana service Apache 2 STATUS data load chaya jila da solution di ma Apache 2 what server run di mana Apache 2 edit run ဖြစ်နေပြီဆိုတာတွေ့ရမယ်ဆိုတော့ကျွန်တော်တို့ control C နဲ့တစ်ချက်ပိတ်လိုက်မယ်သူ့ကိုပြပြီးတော့ပိတ်ချင်လို့ရှိတော့ service Apache 2 stop ဒါဆိုတော့ရှိတော့သူပိတ်သွားတယ် reflect ချက်ပိတ်ချင်မယ် okay ဒါဆိုလို့ရှိတော့သူ enable to connect ဖြစ်သွားပြီကျွန်တော်တို့တစ်ချက်ပြဖွင့်ကြည့်မယ်Okay ကျွန်တော်တို့ဖွင့်ပြီးဆိုလို့ရှိရင်တော့ reflect ပြပေးကြည့်မယ်ဒါဆိုလို့ရှိတော့သူကပွေလာပြီသူ local host နဲ့မခေါ်ဘူးတခြားနည်းနဲ့ခေါ်မယ်ဆိုလို့ရှိရင်သူကို 127.0.0.1 နဲ့လည်းခေါ်ကြည့်လို့ရတယ်ဖြစ်ဒါဆိုလို့ရှိရင် Apache 2 Devia default pin ရောက်တယ်local host နဲ့ခေါ်ကြည့်တယ်ဒီ Apache 2 Devia default pin ရောက်တယ်ဒီ 127.0.0.1 နဲ့ခေါ်ကြည့်တယ်ဒီ default pin ရောက်တယ်နောက်တနည်းအားကြတော့ကိုယ့်ရဲ့ app နဲ့လည်းကြည့်လို့ရတယ်ကိုယ့်ရဲ့ app ကိုသိချင်တယ်ဆိုလို့ရှိတော့ကလီလေးနဲ့မှာဆိုလို့ရှိရင် rf config ခေတ်ဒါဆိုလို့ရှိတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ app address ဖြစ်တယ် 10.0.2.6 ကျွန်တော်တို့ခေါ်ကြည့်မယ်ရလားမရလားဆိုတော့ကျွန်တော်တို့ 10.0.2.6 အဲ့ဒါ check comment ဒါဆိုလို့ရှိရင် Apache 2 Devia default ပဲရောက်တယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Apache 2 ခေါ်တာလေးကိုလည်းနားလည်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ programming စရေးကြမယ် programming စရေးမယ်ဆိုလို့ရှိရင်ဒီ web page ကိုဖျက်ရမယ်သူ့ကိုမဖျက်ဘူးဆိုလို့ရှိရင် local host လို့ခေါ်လို့ရှိရင်ဒီ web page ပဲပြနေတယ်
ဆိုတော့ကျွန်တော်တို့ကဒီ web page ကိုဖြတ်ထုတ်ပေးရမယ်ဆိုတော့ဒီကိုဖြတ်မယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးဖြတ်မလဲဆိုတော့ကျွန်တော်တို့စာတစ်ချက်ရှင်းလိုက်မယ်စာရှင်းမယ်ဆိုလို့ရှိရင်တော့ clear နဲ့ရှင်းရမယ်ကဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ web page ကိုတောင်းမယ်ဆိုလို့ရှိရင်သူကကျတော့ ban အောက်က www အောက်က html အောက်မှာရှိတယ်ဆိုတော့ကျွန်တော်တို့ cd နဲ့တောင်းမယ်ပြီးလို့ရှိရင်တော့ slide var var slide ပြီးလို့ရှိရင် www slide html ပြီးလို့ရှိရင် other ချက်ခေါက်မယ်ဒါဆိုလို့ရှိတော့ကျွန်တော်တို့အခုလက်ရှိရောက်နေတာကကျတော့ဘာရူအောက်က www အောက်က html အောက်မှာရောက်နေတယ်ကျွန်တော်တို့another ချက်စိတ်ကြည့်လိုက်မယ် okay ဒါဆိုလို့ရှိတော့ edit.html verify တွေ့ရမယ်ပြီးလို့ရှိရင် edit.html တခုတွေ့ရမယ်ကျွန်တော်တို့အခုလို့ရမှာကကြတော့ edit.html ကိုဖြတ်ရမယ်ကျွန်တော်တို့မဖြတ်ဘူးသူ့ကိုအစားထုံးလိုက်မယ်အစားထုံးမယ်ဆိုလို့ရှိရင် mv နဲ့သူ့ကိုအစားထုံးမယ်ဆိုလို့ရှိရင် mv command နဲ့အစားထွေးရမယ်ကျွန်တော်တို့ mv ပြီးလို့ရှိရင်တော့ edit.html edit.html ကိုကျွန်တော်တို့ copy edit.html လို့တစ်ချက်ရေးလိုက်မယ်ပြီးလို့ရှိရင် enter တစ်ချက်ခေါက်မယ်ဆိုတော့ကျွန်တော်တို့ enter တစ်ချက်ပြဆင်းမယ် okay ဆိုလို့ရှိရင်တော့ခုနက edit.html ကနေ copy edit.html ဖြစ်သွားပြီကျွန်တော်တို့သူ့ကို refresh တစ်ချက်ပေးကြည့်မယ် okay ဒါဆိုလို့ရှိရင်တော့ဒီမှာလည်းပြောင်းသွားပြီဆိုတော့ကျွန်တော်တို့ programming တွေစရေးလို့ရပြီ okay ဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက် video ကျရင် programming စရေးကြမယ်